ကြတယ်ဆိုတော့အခု7နိုင်ပို့ပြီးကျွန်တော်မနေ့ကဆက်စားမယ်ဒီမချိုးရရေးတော့တွင်းနေစားမယ်ဒီကျတော့ဆိုဒီနေ့တော့ကြရလာကြရှိရတယ်တော့လာကြမယ်ပေါ့နော်အခုကျွန်တော်ဒီနေ့အစီအစဉ်ကထွေထူးတော့ဘာမှမရှိဘူးကဲမနက်ခင်းအစီအစဉ်စပြီမိုးကလည်းခေရမ်းမီသွားပြီသူ့ရဲ့ကန်တော့အတွက်နဲ့ပေးဆောင်လို့ပြအောင်မနေ့ကတော့ဘူးလုံးကြတယ်ကလာကဘာမှအိန္ဒိယပြန်ပြီးတော့မပိုးချပါဘူးမဟုတ်တာကျန်းနေတယ်သူကမဟုတ်တာကျန်းနေတယ်ဟိုမှာကလေးတွေကိုသူအငင်းတင်ရမယ်ဆိုပြီးတော့သူ့ကိုယ်သူအာဂီလီလို့သတ်မှတ်လိုက်ပြီဒါကျွန်တော်ရဲ့အိန္ဒိယစာစာပေါ်ရတော့ဟုတ်ကဲ့တော်တော်ကြီးရောက်တယ်ဟောရှိပိုင်းမှာဒီစာစာတွေအိန္ဒိယစာစာတွေခါရပြီးတော့အခုဒီနေ့ကျွန်တော်အိန္ဒိယစာစာလာတာလို့ပြောတယ်အိန္ဒိယအိန္ဒိယပူလာဆောင်းတော့အိန္ဒိယပြောကျွန်တော်ဒီမလာခင်တော့ခိုင်းတော့ရဲ့ကိုရံကိုရံစားလိုက်တာရဲလာရဲစားလိုက်တော့ဘာဖြစ်သွားလဲဆိုတော့ခွင့်ရပါဘယ်လိုဖြစ်လို့လဲထုံးပေါက်တော့အခုဒီမှာကျွန်တော်ဒီရောက်ကလေးစားခြင်းနေတာအိန္ဒိယစားတာဟုတ်တယ်ထုံးပေါက်တဲ့ခါအိန္ဒိယစားတယ်တွေ့တာပြီခွင့်ကြီးတက်လေအဲဒီမှာဒါအိန္ဒိယစားတာဖြစ်ပါတယ်ငမုံမှာလည်းပရာတာပြီငမုံတွေစားပြပါအောင်ဗျာဟုတ်တယ်ဘိုက်တော့ကျွန်တော်တင်းသွားပြီအဲ့တော့တင်းပြီးတော့အခုအချိုပဲအားလုပ်တယ်အချိုပဲဘိုးလည်းဆွဲပြီးပါပြီဒီဘက်လည်းဟိုမှာဆိုင်ရောက်ခွင့်မှာအခုလာပြီးတော့ဆက်စုပါသူ့ဘွားတစ်ချောင်းလုံးဟိုတေးနေပြောမယ်ဘုံမို့သူ့ဘွားတစ်ချောင်းလုံးအမှုပညာရေးနဲ့နေမုန်းခဲ့ရတယ်အမှုပညာတော်တွေမှာပဲကျင်လေခဲ့ရတယ်ဂီတာဆိုတာသူ့ဘဝဂီတာဆိုတာသူ့ဖေသူ့သားတကယ်သက်နေတာချစ်မြတ်မှုချင်းများစွာဒီရနေတဲ့ဂီတာစာတီးဘုံမို့အခုဆိုရင်အမှုပညာလည်းမှာပင်မချင်းပေါင်းများစွာကြောင့်အခုလှဲပြီးတော့ခဏအနားယူနေတယ်ရှားရောက်တော့မဟုတ်ဘူးကလားသာစားပြီးပတ်သက်ခေါ်လို့ငြိမ့်နေတယ်သတ်ပါဗောကိုအရင်သားတာကိုရင်တော့ညှက်ပြီးသွားပြီဒါပဲညှက်ပြီးသွားပြီခေါင်းလေးနည်းသိရှုပ်တာမဟုတ်သေးဘူးမနေ့ခေါင်းရှုပ်တာနဲ့တက်တာပါပြီအခုကျွန်တော်ဒါပြီးရင်ငိမ့်တိုက်အကတိုက်ကိုတော့ screen ကိုသွားမယ်အခုကိုစမ်းမင်းလည်းညှက်နေတယ်ဟုတ်လားမမိုးလည်းညှက်နေတယ်ဖင်းပါကြီးနဲ့တင်းပူတယ်ဆိုတာဖာကြီးနဲ့တူတယ်လို့ပြောတာဒီမှာကျတော့ကျဲရင်းနေဘာပေါ်လဲဆိုတော့ဘာလဲနှမျိုးတော့လောလောဆယ်တော့ရတယ်ကျထားတော့ဘောပြပြီဒါပေမဲ့ဘောလုံးကြီးကျွန်တော်ကဘောပြကြီးကျွန်တော်ပြပြီဟုတ်လားကျွန်တော်လည်းတက်ထွက်ဖြစ်သွားတက်ထွက်မဟုတ်ဘူးခဏရင်ရှိပါတယ်
Listen to the music, dig to the summer breeze. It's a groovy night and I can show you how to use it. Come along with me and put your mind at ease. Less conversation, a little more action. All this anticipation ain't satisfaction in me. A little more fight, a little less fun. A little less fight, a little more spark. Oh, you mama, open up your heart and make it satisfy me. Satisfy me, baby. Baby, I'm tired of talking. တန်ကုန်ကြီးရချာလေးပြီးတော့ စာအိတ်တွေ ဒါအိတ်တွေလိုချင်တယ်တန်ကုန်နေ အဲလို့ဘယ်ရောက်တော့ကျွန်တော်ဖုန်းလေးမကန်ရအောင်ဒါရရင် ဂျင်းနဲ့ You're good, let's start walking. ကောင်းပါရဲ့ကောင်းပါပြီဆိုတာနည်းနည်းလေးဟောပြတာနောက်မှလာမှကြိုးပြကြမယ်ဒီနေ့ညောက်တော့ပြန် ကြောက်တရားကြီးကြောက်တရားကြီး All this aggravation ain't satisfaction in me. Cái ra ba lấy của mẹ ra nó mà là đó rồi gọi là kinh và nó kinh cả hai bà sao bà đeo đúng bà bà đi Oh, baby, I'm tired of talking. Grab your coat and let's start walking. Come on, come on. 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 All this aggravation ain't satisfaction in me. တေးတယ်တင်းတင်း ဘယ်လိုလဲဘယ်နေလား ဟောတင်းပြီးသွားတယ် ပြလားကလေးတွေလင်းလာ bright ဖြစ်လာ right တယ်တော့ဟုတ်တယ်အလေးအောင်လည်းတားတယ် ဟုတ်ပြီအဲ့တော့အခုဒီမှာနောက်ထပ်ဟိုတပည့်စီတွေဝင်လာတာတွေ့ရတယ်အဲ့တော့အနေထားတစ်ခုပြောပါဦးချင်းနေ ကျွန်တော်မြန်မာစကားနဲ့ပြောမယ်ဆို ခဏနော် ဒါမျိုးကြတော့မစိုးပါဘူးတဲ့ကောင်မလေးတွေသင်ရမယ်ဆိုတော့လမ်းဆန်းတက်ကြွနေလားမနေ့ကျခေါင်းနာဖင်ကြိုက်တယ် အခုရုပ်ကြည့်ဟုတ်စောင့်မိကြပြီ သမီးလေးဒီသမီးလားပြဝါသမီးလို့ဒီတော့ဝိမာဖြင့်မဝိလို့ခေါ်မယ်ခေါ်မယ်လို့ပါဒီတော့မျိုးလူဝါဖြင့်မဟုတ်လို့ခေါ်မယ်ခေါ်မယ်ပြောတော့ဒီတော့ဝိလို့ဖြစ်တယ်ဟောလာကြီးဟုတ်ပြီနော်တပည့်တစ်တိုင်းနဲ့စမ်းမင်းဆိုပြီးတော့ဓပုံရိပ်ပြီးတင်ပေးမယ်နော်နော်တပည့်တစ်တိုင်းနဲ့စမ်းအခုလို့ဒီတပည့်လေးထဲရောက်လာဒီကလေးထားပြန်ပြန်မှာဒီတော့မင်းမင်းလားလူလို့ပြင်တယ်စိတ်ကတော့ဆိုပါဘူးအသက်တည်ပဲဟိုသူတပည့်နေအများကြီးပဲဟိုကတ်လောက်လာ ဘေကပြာသီးသမီးရောင်ဆိုးလာပါဒီ ရဲမိဂရာတပည့်ရောက်ထိုးလာတယ် ဟောဘာရောင်လဲပေါ့ ဟမ်ဖင့်ပန်းစီရောင်ပန်းစီရောင်တွေ့ရပါတယ်ခင်ဗျာဘေကပြာသမီးဝေးကောင်းရတယ်ဗျာ မိဂရာပါခင်ဗျာကောက်ဝင်နေပြရောက်လာပြီခင်ဗျာ ယူညာလို့ရယူ ဒီအကတင်ညလို့ပုံသက်တာတမီးကိုပုံမှန်မကန်ဘူးနောက်မှလည်းပြန်ပြီးတမီးလည်းအကတင်နားကြအေးဒီကနေ့ခံနိုင်ရတော့ဒီဖြစ်တယ်ဒီကိုစမဒီကတော့ဒီကတော့ဒီအောင်မှာဆွဲလာတယ်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်လာဝိုင်းတယ်ကွာ ဘယ်နည်းရောအများကြီးနိုင်လောက်ရှိတယ်ကိုစမဲကသူတပည့်တွေကိုဒီတခုနဲ့ကူးပေးနေရတယ်ချင်းကူရဲ့ဒီဇိုင်းနဲ့လုပ်ဆောင်တဲ့ကိုစမဲကအင်တာဗျူးလေးတစ်ခုမေးကြပါသမင်းဒီကနေ့သင်ကြားမှုကိုအားရရဲ့ဘဝလေးမရှိတော့နည်းနည်းလေးအားရော့အခုဘဝစောင့်နေတာဘ
ဝါကိုရှာဒါပေမဲ့ဘဝပုံစံလေးတော့ပြပေးလိုက်တယ် ဟုတ်ပြီ ပြီးတော့ကလေးမလေးတွေမှာ2ယောက်က off မျိုးပြန်မဲ့ကလေးမလေးတွေပါတယ် ဟုတ်ပြီ ကျန်တဲ့9ယောက်ကတာမယ်ဒီလိုညာလေ9ယောက်ကအရင်ကြီးလာတယ် ဟုတ်ပြီ ဒီကကြီးလာနေရတဲ့9ယောက်ကိုကားရမှာတည်တယ်အော်ဒီကဒီမှာနေတော့ဒီလိုခုက Sometimes I hear that song and I'll start to sing along and think, man, I'd love to see that girl again. Man, I'd like to see that girl again. And we were trying different things and we were smoking funny things, making love out by the lake to our favorite song, sipping whiskey out the bottle, not thinking about tomorrow, singing Sweet Home Alabama all summer long. ဒါပြောလို့တစ်စင်းတိုက်တာတွေကုန်ပြီးသွားပြီဟုတ်ကောက်ရင်ရရရှိရတယ်ပြန်ကြရမယ် တော့ဒီနေ့22မှာ3ရက်နေ့နယူးယောက်ရဲ့2ရက်နေ့အမေရိကန်